ခုနကတော့ဘုန်းကြီးတို့ပြောခဲ့တဲ့စကားတွေကအလွန်ကြီးကျယ်ခမ်းနားတဲ့စကားတွေပါတကယ်ကဟုတ်လားသို့တော့ဆရာကြီးရဲ့တစ်ဖက်သက်ဆိုတဲ့ကြပြလေးနဲ့ကိုယ့်ကိုပြန်ပြီးတော့စစ်ကြည့်အောင်ဆရာကြီးကအလွန်မှရေးတတ်တယ်ပေါ့နော်အံ့ဩစရာကြီးပါပဲငါနောက်ဆုတ်၍သူနောက်ဆုတ်တော့ဟုတ်သေးမျှသေးဆိုရသေး၏ရန်သူနဲ့ကိုယ်နဲ့ကိုသူကသူ့ဘက်ကိုယ်ဘက်ခွဲထားပြီးသားအစရေးတာလေအဲ့လိုရေးတာငါနဲ့သူဆိုတာငါဆိုတာဘာကိုပြောတာတုံးသူဆိုတာဘာကိုပြောတာအောင်ဆိုပြီးတော့ तू ကအဆုံးသက်ကြမှာ तू ကဖွင့်ချမှာအခုအစမဖွင့်သေးဘူး तू ကအထာလေးနဲ့ရေးတာငါနောက်ဆုတ်၍ तू နောက်ဆုတ်တော့ဟုတ်သေးမျှသေးဆိုရသေး၏အဲ့တော့အကျဉ်းမြင့်လေးတော့ယောဂီတို့ကအရင်သိတာပါနော်ငါဆိုတာသူတော်ကောင်းတရားဒီဘက်ကဉာဏ်နေမြင့်မြတ်တဲ့ဆန္ဒတွေဝရိယတွေအဲ့ဒါကိုငါလို့ပြောတာသူဆိုတာတစ်ဖက်ကဆန့်ကျင်ဘက်ကိလေသာတွေသူဆိုတာကိလေသာတွေကိုပြောတာငါနောက်ဆုတ်၍သူနောက်ဆုတ်တော့ဟုတ်သေးမျှသေးဆိုရသည်သူနဲ့ငါနဲ့ရှင်တွေ့ပြီဆိုရင်ငါနောက်ဆုတ်လဲ तू ကတော့နောက်မဆုတ်ဘူးလို့ပြောတာသူဘက်ကတော့အမြဲဖိအဲ့ဒါကို तू ကစပြီးတော့ခံစားချက်နဲ့ရေးတာငါနောက်ဆုတ်၍သူနောက်ဆုတ်တော့ဟုတ်သေးမျှသေးဆိုရသေး၏နော်ငါကြည်အေး၍ကြည်အေးခွင့်ရေးသူလဲပေးတော့တော်သေးတင့်သေးဆိုရသေး၏ကိုယ့်ဘက်ကကြည်အေးမယ်ဆိုရင်လည်းသူဘက်ကလည်းအေးမင်းလည်းဘာမလုပ်တော့နဲ့ငါလည်းဘာမလုပ်တော့နဲ့အဲ့လိုလေးကြည်အေးလိုက်မယ်ဆိုရင်လည်းတော်သေးတယ်တင့်သေးတယ်အဲ့တော့ဆိုလိုတာကကိုယ့်ဘက်ကကြည်အေးလဲ तू ကဘယ်တော့မှမကြည်ကိုယ့်ဘက်ကနောက်ဆုတ်လဲဘယ်တော့မှ तू ကတော့နောက်မဆုတ်ဘူးတစ်ဖက်ရန်သူရဲ့သဘောကိုပေါ်အောင်ရေးတာနော်ငါနောက်ဆုတ်၍သူနောက်ဆုတ်တော့ဟုတ်သေးမျှသေးဆိုရသေး၏ငါကြည်အေး၍ကြည်အေးခွင့်ရေးသူလည်းပေးတော့တော်သေးတင့်သေးဆိုရသေး၏ယခုမှမူငါနဲ့သူကရေးရနော်ကောင်းရနော်ယခုမှမူငါနဲ့သူကမူချင်းကကွယ်လမ်းချင်းလွဲကြောင်မူလည်းမတူလမ်းလည်းမတူသူနဲ့ငါနဲ့ပါဆိုမူချင်းကကွယ်လမ်းချင်းလွဲကြောင်စစ်ပွဲချင်းချိန်နေမြေသိမ်းရချိန်ပြီးတော့ကိုတိုက်တယ်ဟုတ်လားဘာလို့မလို့နိုင်ရင်နေမြေသိမ့်မယ်နော်စစ်ပွဲချင်းချိန်နေမြေသိမ့်ရာအထိန်ခန္ဓာငါညာတာမိရန်ရှာပဲချင်းငါမညှင်းမိကိုနိုင်တဲ့အခါမှာခန္ဓာကိုရတယ်ပေါ့နော်အဲ့ခန္ဓာကိုထိန်းတယ်ပေါ့ကိုနိုင်တဲ့အခါအဲ့ဒီခန္ဓာကိုထိန်းကိုနေပဲပေါ့အဲ့လိုဖြစ်လာတဲ့အချိန်မှာဒီအထိန်ခန္ဓာကိုငါညာတာမိတယ်မနှိမ့်ဆက်ဘူးငါဘက်ကတော့ညာတာပေါ့ဆိုလိုတာကရန်ရှာပဲချင်းငါမညှင်းမိရန်သူချင်းချင်းတောင်ငါဘက်ကတော့မညှင်းစေဘူးညာတယ်တဲ့ဒါကိုယ့်ဘက်ကသဘောထားကို तू ကပြောတာနော်ယခုမှမူငါနဲ့သူကမူချင်းကကွယ်လမ်းချင်းလွဲကြောင်စစ်ပွဲချင်းချိန်နေမြေသိမ်းရာအထိန်ခန္ဓာငါညာတာမိရန်ရှာပဲချင်းငါမညှင်းမိညှင်းစေတာပြောတယ်နော်ဒင်းကြလျင်ကတဲ့ဟောဒင်းလို့သုံးတယ်အဲ့ဒါတစ်ဖက်ကကိလေသာကိုပြောတာနော်ဒင်းကြလျင်ကခန္ဓာ၅ပါးနေကံများကိုအာမပေးနာမပေးပဲခန္ဓာ၅ပါးနေကံများကိုလို့သုံးတယ်နေကံနော်ဟိုဘက်ကသိရင်လည်း तू ကခံရတယ်ဒီဘက်ကသိရင်လည်း तू ကခံရတယ်သိတဲ့လူခိုင်းတာ तू လုပ်ရတယ်ဒါဂျားတွေကခန္ဓာ၅ပါးကိုပြောတာနော်ကိလေသာသိမ့်ထားလဲခန္ဓာကိလေသာခိုင်းတာလုပ်ရတယ်တကယ်လို့ပညာသိမ့်ထားမယ်ဆိုရင်လည်းဒီခန္ဓာဟာပညာခိုင်းတာလုပ်ရတယ်ဒါကြောင့် तू ကနေကံလို့သုံးတယ်ဘလောက်နဲ့နေတော့သူ့ရဲ့ညာနော်ယခုမှမူငါနဲ့သူကမူချင်းကကွယ်လမ်းချင်းလွဲကြောင်စစ်ပွဲချင်းချိန်နေမြေသိမ်းရာအထိန်ခန္ဓာငါညာတာမိရန်ရှာပဲချင်းငါမညှင်းမိဒင်းကြလင်ကခန္ဓာ၅ပါးနေကံများကိုအာမပေးနာမပေးပဲဘယ်တော့မှဒီနေကံတွေကို तू ကအလကားမထားဘူးအမြဲနှိမ့်ဆက်နေတယ်ဘောဆိုလိုတာကနော်အာမပေးနာမပေးပဲတွေးလျင်တွေးပေးမပေးနှုတ်ဖွင့်မဖွင့်ကိုထတွေးရင်တွေးခိုင်းမယ်အတွေးမခိုင်းရင်ပြောမပြောဘူးဆိုရင်မင်းလှုပ်တခုခုတော့ခိုင်းနေမယ်တွေးမှလားပြောမှလားလှုပ်မှလားယောဂီများလွတ်သလားလှုပ်တော့အမြဲတမ်းလှုပ်နေရတယ်ဟုတ်လားနော်ဒင်းကြလင်ကခန္ဓာ၅ပါးနေကံများကိုအာမပေးနာမပေးပဲတွေးလင်တွေးပေးမပေးနှုတ်ဖွင့်မဖွင့်ကိုတာထိုသုံးဝဖြင့်နိုးစားမသည်အိပ်ပါပြီထိခိုင်းစေပြီတဲ့နိုးရဲစားခိုင်းလိုက်တာအိပ်ထိခိုင်းနေတာတဲ့ဘယ်သူကခိုင်းတာလဲကိလေသာခိုင်းတာနော်သူ့ဘက်ကလူကတော့သူသိမ်းရတဲ့ခါမှာသူတော့ဘယ်တော့ညာနေတာသူကတော့ဘယ်တော့မှသူမညှင်းစေဘူးအဲ့တော့ဆိုလိုတာကတရားကိုရွတ်ချွန်ချွန်ဆင်းရဲခြင်းဆင်းရဲပါစေကွာဆိုပိတ်တီးပြီးတော့မလုပ်ဘူးလို့ပြောတာဟုတ်လားကိလေသာသူပိုင်ပြီဆိုရင်တော့ကိလေသာကတော့ဘာတော့အတင်းခိုင်းရနော်
တင်းကြလင်ကခန္ဓာ၅ပါးနေကံများကိုအာမပေးနာမပေးပဲတွေးလင်တွေးပေးမပေးနှုတ်ဖွင့်မဖွင့်ကိုဓာထိုသုံးဝဖြင့်နိုးစားမသည်အိပ်ပါပြီထိခိုင်းစေပြီး၏တဲ့အလို့ကြက်ထားတဲ့အကောင်းတယ်ဟုတ်လားဒီတော့ပါဆက်ရည်တော့အဲ့လိုခိုင်းတဲ့အခါမှာတဲ့ညင်းမိခုံမိတော်လှန်မိသည်ရောက်တိရောက်ရာငါကိုအားလီမထားနယ်တွင်ချက်ချင်းနှင့်၏အဲ့လိုကိလေသာခိုင်းလို့တစ်ဖက်ကညံလေးရခေါင်းပြူထားတာမင်းဒီလောက်ကြီးတော့မခိုင်းပါနဲ့ကွာမင်းဘလို့ပါညာလို့ပါဆိုပြီးတော့အတိလေးဝင်လာလို့ထပြီးတော့တားမယ်တော်လှန်မယ်ဆိုလို့ရှိရင်ကိုယ်သူ့နယ်ထဲမှာတော့မထားဘူးချက်ချင်းနှင်ပြစ်တယ်တဲ့ခဲနားလေလားမသိညင်းမိခုံမိတော်လှန်မိသည်ရောက်တိရောက်ရာငါကိုအားလီမထားနယ်တွင်ချက်ချင်းနှင်၏နှင်၍မရပေ၍ပြတော့မင်းနဲ့လည်းငါမသွားဘူးငါကြိုးစားပြီးတော့လှုပ်မယ်ဆိုပြီးတော့တဲ့နှင်၍မရပေ၍ပြတော့ဟိုကဒီကလက်သက်မွေးထားတုတ္တများနဲ့ညှက်လားပိတ်လားစစ်ကစားရာအပါမဝအမမြကြောင့်ခန္ဓာလက်ရငါဘက်ကဆုတ်ရနောက်ကိုကြီးနည်းနည်းတော့ရှင်းပြအောင်မှဖြစ်နော်ညင်းမိခုံမိတော်လန်မိသည်ရောက်တိရောက်ရငါကိုအားလီမထားနယ်တွင်ချက်ချင်းနှင်၏နှင်၍မရပေ၍ပြတော့ဒီထိနားတယ်နော်အဲ့လိုဆိုလို့ရှိရင်တဲ့ဟိုကဒီကလက်သက်မွေးထားတုတ္တများနဲ့ဆိုတာဆိုလိုတာကလောဘကိုလည်းလှမ်းခုံပဲမာနကိုလည်းလှမ်းခုံပဲတုတ္တတွေအများကြီးရှိတာ။မနာလိုတာလေးလှမ်းခုံပဲဟုတ်လားထိုင်မိုင်းပြင်းကြီးတာတွေလည်းလှမ်းခုံပဲနေဘူးတုတ္တတွေကနော်အဲ့ဒါကိုပြောတာနော်ဟိုကဒီကလက်သက်မွေးထားသူမွေးထားတာအဲ့ဒါတွေကဟိုကဒီကလက်သက်မွေးထားတုတ္တများနဲ့ညက်လားပိတ်လားစစ်ကစားရာညက်ပြီးတော့ချမယ်ရှေ့ကနေပိတ်မယ်အမျိုးမျိုးသူကတိုက်ခိုက်လာတာ तू ကကြာပြီဆိုတော့ तू ကစစ်ပါဝါနေပြီနော်ဒါဒီဘက်က तू ကအပားမဝဘူးဒီဘက်ကလူကဘလို့ဖြစ်နေတော့ညက်လားပိတ်လားစစ်ကစားရာအပားမဝအားမမျှကြောင့်စစ်ပါကလည်းမဝဟုတ်လားအင်အားကလည်းမမျှနော်အပားမဝအားမမျှကြောင့်ခန္ဓာလက်ရငါဘက်ကဆုတ်ရနောက်ကိုကြည့်ငါဘက်ကကြည့်အမြဲတမ်းဆုတ်ပေးနေရတယ်တဲ့နော်ဆုတ်ရပေးလဲအေးပြီမရှိ तू ကဖိစေမဲဆုတ်ပေးလို့နောက် तू ကတော်သွားမယ်လို့မအောင်မင်းနဲ့ဖိမှာပဲတဲ့ဆုတ်မပေးလဲပြေးသည်မရှိ तू ကဖိစေတဲ့ဟိုကဆုတ်မပေးဘူးခံချမယ်ဆိုရင်လဲ तू ကတော့အပြေးဘူးဖိမှာပဲတဲ့ဒင်းဤအဖိဒင်းဤအနှွာဒင်းအစွာကိုငါသည်ငုံခံခံမည်လောဒင်းဤနှိုက်ရာဒင်းလိုက်ခွာကိုငါသည်တံပြန်တော်လှန်မည်လောသူ့ဘက်မှာကငါအားညှင်းမိနင်းဖိပြီးသေသည့်တိုင်အောင်ပဲငါဘက်မှာကသူ့အားညှင်းစေတနာစေမခွဲနိုင်အောင်ပဲသူ့ဘက်ကတော့ရပြီဆိုတာနဲ့ဘာလို့မလို့သေသည့်တိုင်အောင်နှိပ်စက်ကိုယ့်ဘက်ကတော့သူ့ကိုမညှင်းစေနိုင်ဘူးတနာနေစေမခွဲနိုင်ဘူးဒီလိုဖြစ်နေတယ်တဲ့သူ့ဘက်မှာကငါအားညှင်းမိနင်းဖိပြီးသေသည့်တိုင်အောင်ပဲငါဘက်မှာကသူ့အားညှင်းစေတနာစေမခွဲနိုင်အောင်ပဲငါဆိုသည်မှာသုံးသိက္ခာနဲ့တရားရင်းခံဇံမဲ့ညံတွန်းလှန်နေသည်များဒီကြမှာဖွင့်ချတာနော်ငါဆိုတာကပြောတာတော့ငါဆိုသည်မှာသုံးသိက္ခာနဲ့တရားရင်းခံဇံမဲ့ညံတွန်းလှန်နေသည်များတွန်းလှန်နေတဲ့လူတဲ့ဟုတ်လားသူတော်ကောင်းတရားတွေကိုပြောတယ်နော်သူဆိုသည်မှာကိလေသာနဲ့တဏှာရင်းခံဥပါဒံပွဲခံနေသည်များပွဲခံတယ်လို့တောင်သုံးတယ်နော်သူဆိုသည်မှာကိလေသာနဲ့တဏှာရင်းခံဥပါဒံပွဲခံနေသည်များလောလောဆယ်တော့တရားဓမ္မတို့ဘုန်းတို့ကိလေသာနဲ့ပညာနဲ့တိုက်ကြတဲ့အခါမှာဥထုဇဉ်တတော်ဘာတွေမှာဘယ်သူပဲအောင်ပွဲခံနေတာများတော့ကိလေသာပဲအောင်ပွဲခံနေတာနော်အဲ့ဒါကိုပြောတာနော်ဒါကြောင့်စောစောကဘုန်းကြီးကဒီဗလဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုယ်တော်တိုင်စစ်ထိုးကြဆိုတဲ့နော်တင်စားချက်ကလေးနဲ့ဟောတဲ့ဒေသနာလေးတွေကိုအကျေချက်ပြောတော့ဒီကဗျာလေးကအလွန်ပြောခြင်းစိတ်ပေါက်လို့ပြောပြတာနော်အခြေအနေမှန်ကဘလို့ဖြစ်နေတော့တဏှာရင်းခံဥပါဒံပွဲခံနေသည်များတဲ့အဲ့တော့ငါဆိုတာဘာလဲသူဆိုတာဘာလဲအပိမတ်ကျတော့ကြီးကဖွင့်ချတာဟုတ်လားဒါကြောင့်ဒါကဏီကုံးပိုင်းလေးမှာပြောပြတာ